ဒီဖြစ်ရကတော့စာရင်ငိန်နှစ်လန်းလဲရမတ်တိုင်အနီးကမာရွတ်မြို့နယ်ရန်ကုန်မြို့မှာရှိတဲ့ထာဝရမိုဘိုင်း Good Second လက်လီလက်ကားဖြန့်ချီရေးဆိုင်ကတင်ထားတဲ့အကြောင်းအရာပါဖုံးဆိုင်များနဲ့ပြည်သူများသတိပြုရန်တရက်6လ2026ညနေပိုင်းအချိန်ကကျွန်တော်ဆိုင်ကိုဖုံးလာကြည့်ကြအောင်ဆောင်ပြီးဆိုင်ထဲကနေ iPhone 13တစ်လုံးနဲ့ iPhone 12 Pro တစ်လုံးစုစုပေါင်းဖုန်းနှလုံးကိုအရမလူယူထပ်ပြေးသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်အဆိုပါလူယူထွက်ပြေးသူတရားခံကိုလမ်းမှာရှိတဲ့လမ်းသွားလမ်းလာလူနှစ်ယောက်ကဝိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့ရာ iPhone 13နဲ့လူပြေးသူတရားခံကင်ဆောင်သော Vivo ဖုန်းပြန်လည်ရရှိခဲ့ပါတယ်ထို့ကြောင့် iPhone 12 Pro မှာလူပြေးသူတရားခံစီပါသွားပါတယ်ယနေ့မှစ၍3ရက်အတွင်းလူယူသွားသောဖုန်းအားတနည်းနည်းဖြင့်ဆိုင်တို့ပြန်လည်ပေးပို့ပါရန်အတိပေးအချိန်ပေးရပါတယ်တတ်မှတ်ရဲ့ကျော်လွန်ပါက CCTV မှတ်တမ်းနှင့်တကွလူပြေးသူတရားခံမောင်နေပိုင်းမျက်နှာပုံနှင့်အတူပူပေါင်းလိမ်လည်ပေးသောမိသားစုမျက်နှာပုံမှတ်ပုံတင်နံပါတ်များကိုပါသက်ဆိုင်ရာရဲစခန်းသို့ပေးပို့ပြီးအမှုဖွင့်၍တရားဥပဒေနှင့်အညီထိထိရောက်ရောက်အရေးယူမည်ဖြစ်ကြောင်းအသိပေးရပါသည်မိတ်ဆွေဆိုင်ရှင်များနှင့်ဖုန်းလောကသားများအနေဖြင့်လည်း iPhone 12 Pro အားလာရောက်ရောင်းချပါကဝယ်ယူခြင်းမပြုကြရန်နှင့်နီးစပ်ရာရဲစခန်းသို့အကြောင်းကြားပေးကြပါရန်အကူအညီတောင်းခံအပ်ပါသည်ဟုဆိုပြီးလူယူသွားသူတရားခံရဲ့အချက်လက်မှတ်တမ်းအချို့ကိုထာဝရစက္ကန့်လက်လီလက်ကားဖုန်းဆိုင်ကပူးတွဲတင်ပြထားပါတယ်